ဒီ drink ကကျွန်တော်ငယ်ဘွား inspiration လို့ပြောလို့ရတယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်ငယ်ငယ်တုန်းက parrot ကောင်မွေးဘူးတယ်သူ့ကိုစကားတင်တဲ့အခါငရုတ်တိကျွေးရဗျစကားမြန်တက်အောင်လို့ပါအကြောင်းကိုစဉ်းစားလိုက်တော့ကျွန်တော် spicy parrot ဆိုတဲ့နာမည်နဲ့ cocktail တစ်ခွက်ဖန်တီးဖို့ကျွန်တော် idea ရပါဗျအဲ့တော့ကျွန်တော်ဆက်လေးနဲ့ refreshing ဖြစ်တဲ့ cocktail တစ်ခွက်စပြီးတော့ဖန်တီးဖြစ်ပါတယ်ကျွန်တော် Midori green apple ကိုထည့်ပါတယ်ဂျင်ထည့်ပါတယ်ငရုတ်သီးအနှဲငယ်မတော်လောက်ပြီးတော့ထည့်ပါတယ်အဆက်ဟတ်တဲ့အောင်တခွားနဲ့ငယ်ထည့်ပါတယ် balance ညီအောင် citrus solution နဲ့ green apple syrup အနှဲငယ်ထည့်ပါတယ်တခွားထည့်လိုက်တော့ဒီ drink ကတော်တော်လေး refreshing ဖြစ်တာတွေ့ရပါတယ်လူနေရဲ့ flavor တခုရလိုက်တယ်လို့ခံစားလိုက်ရပါတယ်ဒီ drink ကိုအားလုံးရှုံငုံပြီးပြောရရင် spicy ရဲ့ gin green apple midori ပြီးတော့ခွာတော်တော်လေးကိုလိုက်ဖက်နေတာတွေ့ရတယ်ဗျထင်တော့မထင်မိဘူးဆိုတော့အရသာဆက်လေးနဲ့ refreshing ဖြစ်တဲ့ gin base apple melon cocktail တစ်ခွက်ဖန်တီးဖြစ်ခဲ့ပါတယ် whiskey base tequila base rum base အခုတော့ gin base ရပါပြီအော်မေးတော့မလို့ကျွန်တော် guest တွေကို presentation တစ်ခုအနေနဲ့တင်ဆက်လို့ကောင်းအောင် spicy apple ice cube လုပ်ထားပါသေးတယ် guest တွေတော်တော်လေးကိုကြိုက်ပါတယ် what is this ice cube how do you make it ဘာညာမေးကြပါတယ် okay feel free နဲ့ပြန်တွေ့ပါမယ် see you all guys